ဒေါအောင်ဆန်းစုကြည်ရဲ့ရုပ်ပုံတွေကိုရေးဆွဲထားတဲ့ပကြီးကား73ကားအပါအဝင်ပကြီးဆရာ23ယောက်ရဲ့စုစုပေါင်းပကြီး185ကားကိုရန်ကုန်မြို့အမျိုးသားပြတိုင်မှာဇန်နဝါရီ24ရက်နေ့ကနေ28ရက်နေ့ထိ9ရက်ကြာပြသခဲ့ပါတယ်။ပကြီးကား8ကားရေးဆွဲထားတဲ့ပကြီးထွန်းထွန်းအောင်ကသူရေးဆွဲထားတဲ့ဒေါအောင်ဆန်းစုကြည်ပကြီးကားကိုရောင်းဈေးဒေါ်လာ1350သတ်မှတ်ထားပြီးစီဈေးကိုနှစ်သက်တာကြောင့်စီဈေးနဲ့သာရေးဆွဲခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်ဒီပုံရေးတာတော့ကျွန်တော်ကစီဈေးပဲရေးတယ်။စီဈေးနဲ့ပဲကျွန်တော်ရေးရတဲ့စီဈေးကြတော့ကျွန်တော်တို့ဒီဆရာတွေကတော့မျိုးပေါ့ခက်လေးကိုကျွမ်းနေနေလို့ရှိလို့စီဈေးကဲလို့နေလို့ရှိတော့အမျိုးတော့သူနှစ်တရနှစ်တရရေးကြတော့ရေးဈေးကိုကျွန်တော်ကတော့စီဈေးပဲနှစ်သက်တယ်ဆိုစီဈေးကိုရေးတယ်ကျွန်တော်စီဈေးရေးရတဲ့အကြောင်းနဲ့ကျွန်တော်က real estate သမားတွေဒီကြီးရေးတဲ့အချိန်ကိုလုပ်ချင်လို့လုပ်ပြီး ACD လုပ်ပြီးရတယ်မြန်မာနိုင်ငံရဲ့အလှနဲ့သဘာဝတွေတည်တည်တွေပန်းတွေလူတွေရဲ့ပုံရိပ်နဲ့ယဉ်ကျေးမှုဆိုင်ရာအလှပတွေကိုရေးဖွဲ့ထားတဲ့ပကြီးကားတွေကိုပြသခဲ့ပြီး A Beautiful Beginning 2014လို့ခေါင်းစဉ်ပေးထားပါတယ်။ပကြီးဆရာစတားမြတန်းတက်အောင်မောင်ထေးအောင်ကောင်းစံမန်းစာဟိန်မောင်ကျော်ခေါင်စတဲ့မြန်မာပကြီးဆရာတွေရဲ့လက်ရာအစုံလင်ပြသထားပြီးစီစဉ်သူဒေါ်မိုးမိုးဆန်းကမိခဲပြဖုံးဖြစ်နေတဲ့ပကြီးဆရာတွေရဲ့လက်ရာတွေကိုပြရီဖယ်ရှားပေးတဲ့သဘောပါလို့ပြောဆိုပါတယ်။ယခုအချိန်အထိပေါ့အကြောင်းကြောင့်ပကြီးရေးဆွဲဖြစ်ခဲ့ပြီမယ်။အဒီတစ်ခုခုလုပ်ပေးချင်တာနော်။နှစ်သက်တဲ့သူအနေနဲ့လုပ်ပေးချင်တဲ့အခါကျတော့အန်တီအတွေ့အကြုံအရအင်မတန်ပကြီးပညာလှပတည်တတ်ပြီးတော့တင်ပြခွင့်မရတဲ့လူငယ်ပကြီးဆရာတွေအများကြီးကြန့်ရှိနေသေးတာတွေ့ရ။အဲ့တော့မိခဲ့ပြဖုံးနေတဲ့ကလေးတွေပြလေးတွေဖယ်ပေးခြင်းတဲ့သဘောပါနောက်ပြီးတော့ပကြီးပညာချစ်မြတ်နိုးတဲ့သူတွေအနုပညာမြတ်နိုးတဲ့သူတွေလက်ထဲကိုလည်းရောက်အောင်ဆိုတာအိမ်မှာနေပြီးကြော်နေလို့မရဘူးလေအတူတူလိုပြတ်ပေးမဲ့လူရှိမှဖြစ်မယ်ဆိုတာသဘောပေါက်တဲ့အတွက်အခုလိုကျက်ပါလေးလိုပါချင်ဖြစ်ပါလေပကြီးဆရာမခင်မေကြီးကတော့ဆရာဝန်တယောက်ဖြစ်တာကြောင့်ပကြီးဆယ်ကားကိုအချိန်ယူရေးဆွဲခဲ့ရပြီးသူနှစ်သက်တဲ့သူ့ရဲ့လက်ရာတွေကိုရှင်းပြခဲ့ပါတယ်ဆရာဝန်လည်းဖြစ်တော့နည်းနည်းလေးတော့အချိန်ယူရတော့အလုပ်ကလည်းတစ်ဆက်လည်းအများကြီးကြိုးစားရတာပေါ့နော်တခြားဆရာတွေလို့ကဒီလိုက်နိုင်အောင်ဆိုတော့ဒီကကောချက်တက်ချင်တာပေါ့နော်အဲတော့သူများတွေဆွဲတတ်တဲ့ကိုကအချိန်ပိုယူရမယ်ဆိုတဲ့စိတ်လို့ထားတယ်အဲ့တော့ဘတ်တကူကြိုးစားပြီးတော့တစ်နှစ်အတွင်းမှာဒီလောက်ဖြစ်ပြီးရောက်လာတော့